စိတ်ကဘဝကိုပြဋ္ဌာန်းတယ်ဆိုတဲ့ခေါင်းစဉ်လေးပါဒီခေါင်းစဉ်လေးနဲ့ဘုန်းကြီးတရားတော်လေးဟောပြမယ်ဒီစိတ်ကိုကောင်းမွန်တဲ့စိတ်ဖြစ်အောင်ပြိုးထောင်ရတာဆိုးတဲ့စိတ်ဖြစ်အောင်လွတ်ထားလိုက်တာအခြေခံအဖြစ်နှမျိုးရှိမယ်ဒီစိတ်ကိုထိန်းလိုက်ဖို့လူတွေကမလုပ်ကြံတာကိုတွေ့ရတယ်စိတ်ကဘုန်းကြီးအရင်ကပြောခဲ့တဲ့စကားတွေလိုပဲလူတစ်ယောက်ကိုကြိုက်ချင်မှကြိုက်မယ်လူတစ်ယောက်ပြောတဲ့စကားကိုလူတွေအကုန်လုံးကကြိုက်ချင်မှလည်းကြိုက်တယ်ကြိုက်စရာလည်းမလိုလောကကြီးမှာကဥပမာအဖြစ်ပန်းနေရှိတယ်ပန်းနေစီပန်းစပယ်ပန်းစာသည့်ပြင်ပေါ်ပန်းမျိုးစုံရှိတယ်အဲ့တော့နေစီပန်းကိုတစ်ကမ္ဘာလုံးကလူတွေအကုန်လုံးစုကြိုက်နေတာလည်းမဟုတ်တယ်လို့စပယ်ပန်းကိုလည်းတစ်ကမ္ဘာလုံးကလူတွေအကုန်လုံးစုကြိုက်နေကြတာမဟုတ်နေစီပန်းကြိုက်တဲ့သူကကြိုက်တယ်စပယ်ပန်းကြိုက်တဲ့သူကကြိုက်တယ်အဲ့ဒီနှစ်မျိုးစလုံးကိုကြိုက်တဲ့သူလည်းရှိတယ်လို့အဲ့ဒီနှစ်မျိုးစလုံးကိုမကြိုက်တဲ့သူလည်းရှိတယ်အဲ့တော့ဒါကအတွင်းထဲမှာဖြစ်နေတဲ့သဘောထားကိုယ်သဘောနဲ့တိုက်ဆိုင်ရေးမတိုက်ဆိုင်ရေးအပေါ်မှာအဲ့တော့ကိုကဒီလောကကြီးထဲမှာရှိတဲ့ကိုကြိုက်သောအရာကိုပဲရွေးပြီးတော့ယူသွားကြတာပဲလေမကြိုက်တဲ့ဥပမာစပယ်ပန်းကိုကြိုက်တဲ့အတွက်ကြောင့်နေစီပန်းကိုမကြိုက်လို့နေစီပန်းကိုဖြတ်စည်းပြစ်စရာမလိုဘူးလေနေစီပန်းကသူ့ဘာသာသူဒီနေစီပန်းကိုနှစ်သက်တဲ့သူကနေစီပန်းကိုယူမှာပဲစပယ်ပန်းကိုကိုကနှစ်သက်တဲ့အတွက်ကြောင့်စပယ်ပန်းကိုကိုယူလိုက်တာဒါဘယ်သူမှအပြစ်မရှိဘူးဒီအတိုင်းလေးပဲရှိတဲ့နေစီပန်းလည်းသူ့ဘာသာသူ့နေရာမှာသူ့အလှနဲ့သူရှိပါစေစပယ်ပန်းလည်းသူ့ဘာသာသူ့နေရာမှာသူ့အလှနဲ့သူရှိပါစေစပယ်ပန်းကြိုက်သူတွေစပယ်ပန်းစီသွားမယ်နေစီပန်းကြိုက်သူတွေနေစီပန်းစီသွားမယ်အဲ့ဒါမြင့်မြတ်တဲ့စိတ်လို့ခေါ်တယ်ကိုကစပယ်ပန်းကိုကြိုက်တဲ့အတွက်ကြောင့်နေစီပန်းမကြိုက်တာနဲ့စပယ်ပန်းကိုသာကိုကကောက်စပယ်ပန်းစီသွားရုံနဲ့မကောက်လမ်းမှာတွေ့တဲ့နေစီပန်းကိုလည်းဆွဲနှုတ်ပခဲတယ်ဖြတ်စည်းပခဲတယ်ဆိုတာမျိုးကမလုပ်ရဘူးကိုယ့်စိတ်နေစိတ်ထားကိုပြတယ်လို့ခေါ်တယ်အဲ့ဒီစိတ်နေစိတ်ထားကဘဝတွေကိုပြဋ္ဌာန်းသွားတယ်ကိုယ့်ရဲ့ဘဝကိုလည်းပြဋ္ဌာန်းတယ်ကိုယ်စိတ်ကမြင့်မြတ်ရင်ဘဝကမြင့်မြတ်လာလိမ့်မယ်ဟောဒီကစိတ်ထားခြင်းဟာခက်ခဲတယ်ဆိုပေမဲ့ထားနိုင်ရင်အဲ့ဒီစိတ်ကမြင့်မြတ်တဲ့စိတ်ဖြစ်လာလိမ့်မယ်နောက်ကိုချင်းစာစိတ်ထားတယ်ခက်ခဲတယ်ဒါပေမဲ့ကိုချင်းစာစိတ်ရအောင်ထားကြည့်တယ်သူ့နေရာမှာကိုဒါပေမဲ့များသောအားဖြင့်ဘုန်းကြီးတွေ့နေသမျှပေါ့အနီးအနားမှာဘုန်းကြီးတပည့်တွေအများကြီးပဲဒါတွေကိုဘုန်းကြီးလေ့လာသူနဲ့ကိုချင်းစာစိတ်ထားပေးလိုက်ပါဆုံးမနေတဲ့ခြားတွေကသူတို့ကလွတ်သွားရင်လွတ်သွားတယ်လို့ကိုချင်းမစာတော့ကိုစားမယ်ကိုဝတ်မယ်အဲ့ဒါကအဓိကထားပြီးတော့ဦးစားပေးတဲ့သူကရာခိုင်နှုန်းများတယ်ကိုမစားဘူးသူတို့ပဲစားပါစေလို့မြင့်မြတ်တဲ့စိတ်ထားတဲ့တပည့်ကလက်ငါးချောင်းမပြည့်ဘူးအဲ့ဒါတော့တွေ့ရတယ်တွေ့တဲ့အတွက်ကြောင့်ဒီတပည့်တွေတဲကကိုပဲဒါလောကကြီးကိုပြလိုက်တာပဲပြလိုက်တဲ့အခါကျတော့ဒီစိတ်တွေမြင့်မြတ်လာလို့ရှိရင်လောကကြီးကိုအေးချမ်းအောင်လုပ်နိုင်တယ်အဲ့ဒီစိတ်တွေကခုနလိုအတ္တစိတ်နဲ့ကိုယ်အကြိုက်ကိုဦးစားပေးပြီးတော့တခြားအရာကိုတော့ဥပိ္ပခာပြု၍တာမန်ဥပိ္ပခာပြုုံနဲ့မကဖြတ်စည်းပြတာမျိုးအထိစိတ်တွေအစဉ်အတန်းနှိမ့်လာတဲ့အခါကျတော့ဒီလောကကြီးကိုကမအေးချမ်းတော့တာသူ့ရဲ့စိတ်နေစိတ်ထားနဲ့ပဲလောကကြီးကိုပါဖြတ်စည်းပလိုက်တယ်လို့ဖြစ်သွားတယ်သူ့ဘဝကိုလည်းပဲသူဖြတ်စည်းလိုက်တာဖြစ်တယ်စိတ်ဆိုတာလည်းပဲမနောကံကိုအဲ့တော့စိတ်ကိုဇွဲတို့လုံလတို့အစရှိတဲ့ပေါ့ကောင်းတဲ့ဘက်မှာစိတ်တွေထားမယ်သရာစိတ်တို့ပညာစိတ်တို့တမာတိစိတ်တို့ပေါ့အဲ့ဒီစိတ်တွေကောင်းတာတွေပေါ့မြင့်တင်လိုက်နိုင်မယ်ဆိုရင်ဘဝကတန်ဖိုးရှိတဲ့ဘဝဖြစ်လာပြီးတော့မြင့်လာကြတာရာတိုင်းကိုလက်လွတ်စပယ်လည်းမပြောကြသလိုလက်လွတ်စပယ်လည်းမတုံ့ပြန်ကြအောင်ထိန်းနိုင်ကြထိန်းသိမ်းနိုင်တဲ့စိတ်တွေရှိကြမထိန်းသိမ်းနိုင်ပဲနဲ့လွတ်လိုက်တဲ့သူတွေကြတော့တမာတိနေရာမှာတမာတိမရှိတော့ပဲနဲ့ပြန့်လွင့်တဲ့ဥဒိစ္စစိတ်တွေပဲရှိတယ်ပြီးတော့မေတ္တာစိတ်နေရာမှာမေတ္တာမရှိတော့ပဲနဲ့အိတ်တာတွေမစ္စရိယတွေဒေါသတွေပဲရှိနေတယ်ဒါတော့သူ့စိတ်ကြောင့်သူကပူလောင်ပြီးတော့ရုပ်ကလည်းပူလောင်လာလိမ့်မယ်မြင်တဲ့သူကလည်းသူ့ကိုမြင်ပြီးတော့မအေးချမ်းဘူးသူ့စကားတွေကလည်းသူ့ပတ်ဝန်းကျင်ကိုမအေးချမ်းဘူးသူကိုယ်တိုင်ကိုယ်ပါလောင်ကျွမ်းနေတယ်ပြီးတော့သူ့ရဲ့ခုနဇွဲလုံးလတရားပညာတရား
ဒီလိုအရာတွေနဲပြီးတော့နှိမ့်တဲ့စိတ်ဖြစ်တဲ့အတွက်ကြောင့်ဘဝပါနှိမ့်သွားလိုက်တမန်တော်ဘဝဆိုပို့ဆိုးသွားတာပေါ့အဲ့တော့စိတ်ဓာတ်မြင့်မြတ်စွာထားနိုင်ရင်ဘဝမြင့်လာတယ်စိတ်ဓာတ်ကိုနှိမ့်နှိမ့်ထားပြီးတော့ရုပ်ထားရင်ဘဝတင်နှိမ့်လာတတ်တယ်ယုံညံ့သွားတတ်တယ်အဲ့တော့ကိုယ်စိတ်ကကိုယ်ဘဝကိုပြဋ္ဌာန်းတယ်ဆိုတာကိုမယုံမရှိပါနဲ့ကြုံရပါလိမ့်မယ်အဲ့လိုဆိုတော့ကိုယ့်ဘဝကိုတန်ဖိုးရှိစွာနဲ့ရှင်သန်သွားခြင်းနဲ့ဆိုရင်မြင့်မြတ်တဲ့စိတ်ထားပါလို့ဘုန်းကြီးမှားကြပါတယ်ကမ္ဘာသူကမ္ဘာသားပေါင်းစိတ်နေစိတ်ထားတွေမြင့်ကြကုန်၍မြင့်မြတ်တည်ကြည်သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးအေးချမ်းကြပါစေ